မင်္ဂလာပါခင်ဗျာကျွန်တော်တို့ရဲ့ YouTube Channel ကနေကြိုဆိုပါရစေဒီကနေ့ကျွန်တော်တို့တင်ဆက်ပေးမယ့်သတင်းကတော့တကဘာလုံးကိုရင်းတထိတ်ထိတ်စောက်ကြည့်စေခဲ့တဲ့အီရန်နိုင်ငံတွင်းကအမေရိကန်လေယာဉ်မှူး2ဦးကယ်ဆယ်ရေးသတင်းပဲဖြစ်ပါတယ်ရန်သူနယ်မြေထဲမှာ48နာရီကြော်ကြာပုံအောင်နေခဲ့ရတဲ့လေယာဉ်မှူး2ဦးကိုအမေရိကန်အထူးတပ်ဖွဲ့တွေကဘလို့အသက်နဲ့ရင်းပြီးကယ်တင်ခဲ့တယ်လေဒီဖြစ်ရက်ကဒေသတွင်းစစ်ရေးတင်းမာမှုတွေကိုဘလို့ပုံစံပြောင်းလဲသွားစေမလဲအသေးစိတ်ကိုကျွန်တော်တို့နဲ့အတူလေ့လာကြည့်ရှုကြရအောင်ပြီးခဲ့တဲ့တောက်ကြနေ့ကအီရန်အနောက်ပိုင်းတောင်တန်းဒေသတွေမှာအမေရိကန်လေတပ်ရဲ့အဆင့်မြင့် F-15E Strike Eagle တိုက်လေယာဉ်တစ်စင်းဟာအီရန်ရဲ့လေကြောင်းရန်ကာကွယ်ရေးစနစ်ကြောင့်ပစ်ချခံခဲ့ရပါတယ်ဒီဖြစ်ရပ်ဟာအမေရိကန်နဲ့အီရန်ကြားကတင်းမာမှုတွေအမြင့်ဆုံးအဆင့်ကိုရောက်ရှိနေချိန်မှာဖြစ်ပွားခဲ့တာပါလေယာဉ်ပေါ်မှာလေယာဉ်မှူး2ဦးပါဝင်ပြီးပထမလေယာဉ်မှူးကိုတော့လေယာဉ်ပြတ်ချပြီးမကြခင်မှာပဲအမေရိကန်ရဟတ်ယာဉ်2စင်းကအောင်မြင်စွာကယ်တင်နိုင်ခဲ့ပါတယ်။ဒါပေမဲ့ကယ်ဆယ်ရေးလုပ်ငန်းစဉ်အတွင်းရဟတ်ယာဉ်တစ်စင်းဟာရန်သူရဲ့လက်နက်ငယ်ပစ်ခတ်မှုကိုခံခဲ့ရပြီးအမှုထမ်းအချို့ဒဏ်ရာရရှိခဲ့ပါတယ်။ဒါဟာဒီကယ်ဆယ်ရေးဟာဘလောက်အန္တရာယ်များလဲဆိုတာကိုပြသနေတာပါ။ဒါပေမဲ့ဒုတိယလေယာဉ်မှူးဖြစ်တဲ့လက်နက်စနစ်အရာရှိ Weapon Systems Officer WSO ကတော့ပျောက်ဆုံးနေခဲ့ပါတယ်။အီရန်ဒေါ်လာနီအဆောင်တက် IRGC ကသူ့ကိုဖမ်းဆီးနိုင်ဖို့အပြင်းအထန်ရှာဖွေခဲ့ပြီးဒေါ်လာ6000အထိစုချင်းငွေအထိတောင်ကြေညာခဲ့ပါတယ်။တကဘာလုံးကဒီလေယာဉ်မှူးရဲ့ကံကြမ္မာကိုရင်းတထိတ်ထိတ်နဲ့စောင့်ကြည့်နေခဲ့ကြပါတယ်။ဒီလေယာဉ်မှူးဟာအီရန်နဲ့တောင်တန်းဒေသတွေကြားမှာ48နာရီကြောကြာတက်ရောက်တဲ့ပုံအောင်နေခဲ့ရတာပါ။သူ့မှာပစ္စတိုတစ်လက်ပဲပါပြီးရန်သူလက်ထဲမကျရောက်အောင်အသက်နဲ့ရင်းပြီးကြိုးစားခဲ့ရပါတယ်။နေဘက်မှာအီရန်တပ်ဖွဲ့တွေအရှာဖွေမှုကနေရှောင်တိန်ပြီးညဘက်မှာလိုအေးဒဏ်ကိုခံနိုင်ရရှိအောင်တောင်တန်းတွေကြားကကြောက်ဆောင်အကြောင်းတွေထဲမှာပုံအောင်နေခဲ့ရတယ်လို့သတင်းတွေကဆိုပါတယ်။ဒီလိုအသက်ရှင်သန်မှုစူးစမ်းနေတဲ့အချိန်မှာစိတ်ပိုင်းဆိုင်ရာဖိအားတွေရုပ်ပိုင်းဆိုင်ရာပင်ပန်းမှုတွေဟာဘလောက်တောင်ပြင်းထန်လိုက်မလဲဆိုတာစဉ်းစားကြည့်ပါ။ရန်သူနယ်မြေထဲမှာအထီးကျန်စွာနဲ့အသက်ရှင်သန်မှုစူးစမ်းနေရတဲ့သူ့ရဲ့ခံစားချက်တွေကိုကျွန်တော်တို့စိတ်ကူးနဲ့တောင်မှန်းဆလို့မရနိုင်ပါဘူး။ဒါပေမဲ့သူဟာအမေရိကန်စစ်သားတဦးရဲ့စိတ်ဓာတ်ခွန်အားနဲ့ကြမ်းကြမ်းကန်ရည်တည်ခဲ့ပါတယ်ဒီကနေ့မနက်အစောပိုင်းမှာတော့ American အထူးကွန်မန်ဒိုတပ်ဖွဲ့တွေဟာဒီလေယာဉ်မှူးကိုကယ်တင်ဖို့အတွက်အီရန်နေမီတွေကိုစွန့်စွန့်စားစားဝင်ရောက်ခဲ့ပါတယ်။ဒီကယ်ဆယ်ရေးစစ်စင်ကြီးဟာလေကြောင်းပစ်ကူအပြင်းထန်ယူပြီးဆောင်ရွက်ခဲ့ရတာပါ။အီရန်တော်လှန်ရေးအဆောင် IRGC နဲ့ American အထူးတပ်ဖွဲ့တွေကြားမှာပြင်းထန်တဲ့ပြန်လည်ပစ်ခတ်မှုတွေဖြစ်ပွားခဲ့ပါတယ်။ဒီတိုက်ပွဲဟာအီရန်တောင်တန်းတွေကြားမှာအချိန်အတော်ကြာဖြစ်ပွားခဲ့ပြီးနောက်ဆုံးမှာတော့ American အထူးတပ်ဖွဲ့တွေဟာလေယာဉ်မှူးကိုဘေးကင်းစွာကယ်ထုတ်နိုင်ခဲ့ပါတယ်။သမရထရန့်ကသူ့ရဲ့လူမှုကွန်ရက်မှာ We got him လို့ကြေညာခဲ့ပြီးဒီကယ်ဆယ်ရေးဟာ American စစ်ရေးသမိုင်းမှာအခက်ခဲဆုံးနဲ့အောင်မြင်ဆုံးစစ်စင်ရေးတွေကတစ်ခုအထိမှတ်တမ်းတင်နိုင်ရမှာဖြစ်ပါတယ်။လေယာဉ်မှူးဟာဒဏ်ရာအပြင်းထန်ရရှိခဲ့ပေမဲ့အသက်အန္တရာယ်မစိုးရင်ရတော့ဘူးလို့သတင်းတွေကဆိုပါတယ်။ဒီကယ်ဆယ်ရေးသတင်းဟာဝမ်းသာစရာဖြစ်ပေမဲ့ဒေသတွင်းနိုင်ငံရေးတင်းမာမှုတွေကိုတော့ပုံမမင်းတက်လာစေခဲ့ပါတယ်။သမရထရန့်ကအီရန်အစိုးရကို48နာရီအတွင်းHormuz ရေလက်ကြား Strait of Hormuz ကိုပြန်ဖွင့်ဖို့ရာဇသံပေးလိုက်ပါတယ်။အကယ်၍မလိုက်နာဘူးဆိုရင်အီရန်ရဲ့အခြေခံအဆောက်အဦတွေကိုပြင်းထန်စွာတိုက်ခိုက်သွားမယ်လို့လည်းသတိပေးထားပါတယ်။ဒီလိုချင်းချောက်မှုတွေနဲ့အတူ Israel နဲ့ American ပူးပေါင်းပြီးအီရန်ရဲ့နျူကလ িয়ার စက်ရုံတွေနဲ့ဒုံးကျည်အပိုက်အပိုင်းထုတ်လုပ်တဲ့စက်ရုံတွေကိုတိုက်ခိုက်ခဲ့တယ်ဆိုတဲ့သတင်းတွေလည်းထွက်ပေါ်လာခဲ့ပါတယ်။ဒီအခြေအနေတွေကြောင့်ကမ္ဘာရေနံဈေးနှုန်းတွေဟာတဟုန်ထိုးမြင့်တက်လာပြီး American မှာဓာတ်ဆီဈေးဟာတကယ်လန်ကို$4အကျော်အထိဖြစ်သွားခဲ့ပါတယ်။ Amazon, UPS နဲ့ FedEx လိုကုမ္ပဏီကြီးတွေကလည်းလောင်စာဆီအပိုချေးတွေတိုးမြင့်ကောက်ခံလာတာကြောင့်ကုန်စည်ပို့ဆောင်ခဲ့တွေလည်းမြင့်တက်လာခဲ့ပါတယ်။ဒါဟာစစ်ပွဲရဲ့အရေးအယောင်တွေကကမ္ဘာစီးပွားရေးနဲ့ပြည်သူတွေရဲ့နေ့စဉ်ဘဝအပေါ်ဘယ်လိုရိုက်ခတ်လာနိုင်လဲဆိုတာကိုပြသနေတာပါ။ဒီကနေ့ကျွန်တော်တို့တင်ဆက်ပေးခဲ့တဲ့အီရန်တောင်တန်းမြတ်ကအမခန်းကယ်ဆယ်ရေးသတင်းနဲ့ပတ်သက်ပြီးဘယ်လိုမြင်ပါသလဲ။ဒီဖြစ်ရပ်ကဒေတာတွင်းစစ်ရေးတင်းမာမှုတွေကိုဘယ်လိုပုံစံပြောင်းလဲသွားစေမလဲ။သမ္မတထရန့်ရဲ့ရာဇသံကရောအီရန်အပေါ်ဘယ်လိုတက်ရောက်မှုတွေရှိလာနိုင်မလဲ။သင်တို့ရဲ့ထင်မြင်ချက်တွေကို comment မှာရေးသားမျှဝေပေးခဲ့ကြပါအောင်။ကျွန်တော်တို့ရဲ့ channel ကို subscribe လုပ်ထားပြီး notification bell ကိုနှိပ်ထားမယ်ဆိုရင်နောက်ဆုံးရစစ်ရေးသတင်းတွေနဲ့နိုင်ငံတကာအခြေအနေတွေကိုအချိန်နဲ့တပြေးညီသိရှိနိုင်မှာဖြစ်ပါတယ်။အားလုံးပဲဘေးကင်းကြပါစေ။နောက်တစ်ပတ်မှာပြန်လည်ဆုံတွေ့ကြပါမယ်။